ဘလို့လူတွေတွားညှိတဲ့တွားညှိရင်နာမလားတွားညှိလို့ရှိရင်ဘယ်လောက်ကြာမလဲတွားညှိမယ်ဆိုရင်ဘာတွေကြိုပြီးစဉ်းစားရမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာရဲထွန်းကျော်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဒီတွားညှိရတဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမှာပေါ့နော်ရှေ့ကပြောခဲ့တဲ့မေးခွန်းတွေတိုင်းပဲကျွန်တော်ဘလို့လူတွေတွားညှိတဲ့လဲအဲ့တော့ဘလို့လူတွေတွားညှိတဲ့လဲဆိုတဲ့အချိန်မှာကျွန်တော်တို့ကကိုယ့်သွားကိုပြန်ကြည့်ရမှာပေါ့နော်သွားတွေထက်တာမျိုးရှိတယ်ကျဲနေရမျိုးရှိတယ်မျိုးစုံရှိတာပေါ့လေအဲ့တော့သွားမညီဘူးပေါ့တလုံးနဲ့ခြုံငုံပြသွားမညီဘူးပေါ့လေအဲ့တော့သွားမညီရင်ကျွန်တော်တို့ကသွားညှိတဲ့လားဆိုတော့အဲ့ဒါဒီကိုပဲပြန်မေးရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသွားမညီတာဘာနဲ့အလားတန်တူလဲဆိုရင်အသားမဲတာနဲ့လားတန်တူတယ်တချို့ဆိုရင်အသားဖြူတယ်တချို့ဆိုအသားမဲဒါကျွန်တော်လည်းအသားမဲနော်အဲ့တော့အသားမဲတာဒီယောဂါလားမဟုတ်ဘူးအသားမဲတာဒီယောဂါမဟုတ်ဘူးအခြေအနေတစ်မျိုးပဲဖြစ်တယ်အဲ့တော့ဒီအသားမဲတာကိုကိုယ့်အတွက်ဘာ feeling မှမရှိဘူးဘာပြဿနာမှမရှိဘူးဆိုရင်ဒီတက်ထားလို့ရတယ်တော်တော်လုံးအသားမဲပြီးနေရတယ်အများကြီးပဲဒါပေမဲ့တချို့ကြောင့်ကိုမဲနေတာမကြိုက်ဘူးဖြူခြင်းလဲဆိုရင်တော့ကျွန်တော် treatment တွေယူလို့ရပြီ cranial မလားနော် aesthetic treatment တွေယူမလားစသည်ဖြင့်ပေါ့အဲ့ဒီသဘောတရားအတိုင်းပဲတွားညှိတာလည်းအဲ့အတိုင်းပဲကျွန်တော်တို့ကကိုယ့်သွားမညီဘူးမညီတာဘာ feeling မှမရှိဘူးဆိုလိုချင်တာကတော့သွားမအေးဟုတ်တယ်မညီပါဖြစ်တယ်ဘာမှပြဿနာမရှိဘူးဆိုလို့ရှိရင်တော့ထားလို့ရတယ်သွားမညီပဲနေသွားတယ်အများကြီးပဲဒါပေမဲ့တချို့ကြတော့သွားမညီတာကိုအရင် sensitive ဖြစ်တယ်ဆိုလိုချင်တာကိုယ့်သွားရှေ့နဲ့ချောင်းချာကြီးကျဲနေတယ်အဲ့တော့ရီအောင်မရီရဘူးတချို့ကြတော့ဓာတ်တွေနဲ့အစွဲနဲ့ဘလူးကြီးကြနေတာပဲအဲ့တော့အဲ့လိုလူမျိုးတွေအများကြီးပဲအဲ့တော့သူတို့ကဘာဖြစ်ကြလဲဆိုလို့ရှိရင် confidence တွေကျကုန်တယ်အဲ့တော့ကျွန်တော်မြင်မှုတယ်တချို့ main ကလေးတွေအရင်လှတယ်ရုပ်ကတော်လေးချောတယ်နော် skin တွေလည်း smooth ဖြစ်တယ်ဒါပေမဲ့သူတို့မှာပြဿနာကသွားမညီဘူးအဲ့တော့ဘာဖြစ်သွားလဲဆိုရင်ရုပ်ကလှပါရဲ့နဲ့အလဲသွားနဲ့ချောင်းကြလက်တွေကျဲနေတယ်အဲ့တော့ရီဘီဆိုလို့ရှိရင်အဲ့မှာမခိုးတရုပ်လေးနဲ့ကျွန်တော်တို့သွားအောင်မပေါ်ရဘူးအသားလေးပြုံးယုံလေးနဲ့ပဲခိုးပြီးတော့ရီနေတယ်အများကြီးတွေ့ရတယ်အဲ့ကျွန်တော်ဘာလို့သူတို့တွေခိုးရီနေလဲကြည့်လိုက်တော့မှအလဲတွေသွားကျဲနေတယ်ဒါမှမဟုတ်တဒက်တွေနဲ့အဆွဲတွေနဲ့ဖြစ်နေတယ်အဲ့တော့အဲ့သွားအောင်မပြရဲတော့သူတို့ကရီမယ်ဆိုရင်တော့အသားလေးခိုးပြီးရီတယ်လက်လေးနဲ့အုပ်ပြီးရီတယ်နော်နှခမ်းလေးပြုံးယုံလေးပဲအဲ့လိုမျိုးတွေဖြစ်ကုန်တာပေါ့အဲ့ဒါကြတော့ဘာဖြစ်သွားပြီလဲဆိုရင်ကိုယ့်အတွက် confidence တွေကျသွားပြီယုံကြည်ချက်တွေကျသွားပြီအဲ့လိုမျိုးအနေထားဖြစ်ပြီးခံစားပြီဆိုရင်တော့သွားညှိတဲ့ပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဘသူတွေသွားညှိတဲ့လဲကိုပြန်မေးပါကိုကဒီသွားမညီတာကိုခံစားချက်တွေပြင်းထန်နေပြီလားဒါဆိုရင်သွားညှိကိုကဒီသွားမညီတာဘာမှခံစားချက်မရှိဘူးမညီဘာဖြစ်လဲအဲ့လိုမျိုးဆိုရင်တော့ညှိစရာမလိုဘူးပေါ့နော်အဲ့တော့နောက်တစ်ခုသွားညှိလို့ရှိရင်နာမလားအဲ့တော့သွားညှိလို့ရှိရင်နာမလားဆိုတော့ကျွန်တော်ဥပမာပြမယ်ဒီမှာဘောပန်ထိတ်ကဒါနည်းနည်းခြုံတာပေါ့နော်အဲကျွန်တော်လက်ကိုထိုးမယ်အဲ့တော့နာတယ်ဒါပေမဲ့အဲ့နာတာကကျွန်တော်တို့စကားပြောတာမပြတ်ဘူးအပြုံးတာမပြတ်ဘူးအဲ့ဆိုလိုချင်တာကကျွန်တော်တို့ကနာကျင်မှုလို့ပြောလိုက်လို့ရှိရင်တော့ degree တွေ level တွေရှိတာပေါ့အဲ့တော့ဒီနာကျင်မှုတစ်ခုဒီနာတော့နာနေတယ်စကားပြောတာမပြတ်ဘူးအပြုံးတာမပြတ်ဘူးဆိုရင်ဒါကနာကျင်မှုက level နှိမ့်တာပေါ့အဲ့အချိန်မှာကျွန်တော်စကားပြောတော့လာထိုးရင်တော့ကျွန်တော်စကားပဲဆက်ပြောနိုင်တော့မလဲအဲ့ဒီသဘောပဲသူ့မှာနာကျင်မှုမှာ degree တွေရှိတယ်အဲ့တော့သွားညှိလို့နာတယ်ဆိုတာကအခုနကျွန်တော်ပြောတဲ့အတိုင်းပဲနာမယ်နာတာတော့သိနေမယ်ဒါပေမဲ့ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုစားသောက်မှုကိုအနှောက်အယှက်မပေးနိုင်တဲ့နာခြင်းမျိုးပဲဖြစ်တယ်အဲ့တော့နာတာတော့သိနေမှာအဲ့တော့သွားရွေ့နေတာသွားရွေ့နေမယ်တင်းနေမယ်အဲ့တော့နာမယ်ဒါပေမဲ့အခုနလက်ကိုအဲ့နဲ့ထိုးနေသလိုပဲဘာဖြစ်လဲနာတာတော့သိနေပေမဲ့အဲ့ဒီနာတာကိုကျွန်တော်တို့ကဂရုတောင်သိပြီးတော့စိုက်မိမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကလူတုံးနဲ့တူမတူဘူးပေါ့ဒါကတော့လူတယောက်ရဲ့ခံစားချက်ဆိုတာကတော့ကျွန်တော်တို့ကကြောင်မတူဘူးသွားတိုင်းလို့လည်းမရဘူးခံစားချက်ဆိုတာကိုယ့်ရဲ့ feeling အဲ့တော့လူတချို့ကဒီဟာကိုသိမနာဘူးလို့ခံစားကောင်းခံစားမယ်တချို့ကလည်းနည်းနည်းလေးနာတတ်တာလည်းဖြစ်မှာပေါ့အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်တို့ကကြိုက်ခဲပြောက်စီတောက်လို့ရတယ်နော်အဲ့တော့ဆွဲတောက်ဆရာလည်းမလို့နည်းနည်းပါနားတဲ့ချိန်လေးတောက်ဒါမျိုးလေးပဲဒါပေမဲ့ဆေးမတောက်ရတာများပါတယ်ဆေးတောက်လောက်နာတာမျိုးကတော့ကျွန်တော်ကြုံရခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့နာလားဆိုရင်နာမယ်ဒါပေမဲ့ဘယ်လောက်နာမလဲဒီလောက်နာမယ်နော်အဲ့တော့သွားညှိရင်ဘယ်လောက်ကြာမလဲအဲ့ဒါဒီသွားပုံမူတည်သွားမယ်ကျွန်တော်တို့ကလောက်ကြရခြင်းတူမှာတချို့သွားတွေကဘာမှသိပြီးတော့အများကြီးမလောက်အောင်တချို့သွားတွေကတော့အရန်ဆိုးတယ်အရန်ထက်တယ်လောက်ကွက်အရန်များတာပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကကြာမှာပေါ့အဲ့တော့သွားပုံမူတည်ပြီးတော့ကျွန်တော်တို့ကတစ်နှစ်ကနေပြီးတော့3နှစ်လောက်တွင်ကြာနိုင်တာပေါ့လေအဲ့တော့သွားမညှိခင်ဘာတွေကြိုပြီးတော့စဉ်းစားထားရမလဲဘာတွေကြိုပြီးတော့ပြင်ဆင်ထားရမလဲအဲ့တော့ဘာတွေကြိုပြီးစဉ်းစားထားရမလဲဆိုလို့ရှိရင်အရင်ဆုံးတော့ကျွန်တော်တို့ကဒီခိုင်မာဖို့လိုတယ်ဆိုတာကိုယ့်ရဲ့
ဆုံးဖြတ်ချက်ရက်တည်ချက်ခိုင်မာဖို့လိုတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတွားညှိပြီဆိုလို့ရှိရင်ဒါကအစမ်းအသစ်ကြီးကျွန်တော်အရင်ကမလုပ်ဘူးကိုမလုပ်ဘူးတဲ့ဟာတွေကိုစပြီးတော့လုပ်ရတာအဲ့တော့တွားညှိပြီဆိုကြတဲ့ကတွားမြင့်နေပြီမှာတွား brace အတုံးတွေရောက်လာမယ်အဲ့ကတည်းကစကားပြောရတာအဆင်မပြေတော့ဘူးဘာလို့ဆိုအဆင်မပြေဘူးဆိုတဲ့အကြောင်းရင်းကကိုအသစ် experience အသစ်ကိုခံစားရလို့အဲ့တော့စကားပြောအဆင်မပြေဘူးစားရတာတစ်မျိုးကြီးပဲအရသာမရှိဘူးအတုံးတွေစူးတယ်ပြုတ်တယ်စသည်ဖြင့်အဲ့လိုမျိုး adaptation မရသေးဘူးလို့ပြောရမှာပေါ့နော် adaptation မရသေးတဲ့အတွက်ကြောင့်မလို့ခံစားရတာဒီကျွန်တော်တို့များသောအားဖြင့်10ရက်15ရက်2ပတ်လောက်တော့ခံစားရတယ်နောက်ပိုင်းကျရင်သိတော့မသိတော့နောက်ပိုင်းကျရင်တက်ထားမှန်းတော့မသိတော့အောင်ကို adaptation ရသွားတယ်နော်အဲ့တော့ကျွန်တော်ကပထမ2ပတ်လောက်မှာနည်းနည်းလေးကျွန်တော်တီးခံရတယ်အဲ့ဒီအချိန်မှာကျွန်တော်တီးအဲ့ဒါကြောင့်မလို့ကျွန်တော် dedication ကျွန်တော်တို့ကဒီဆုံးဖြတ်ချက်ခိုင်မာရမယ်ကိုဒီဟာကို design မဲ့လုပ်နိုင်စွမ်းရှိရမယ်မဟုတ်ဘူးဆိုရင်ကြတော့ကျွန်တော်တို့ကလူဆိုတာကတော့အခက်အခဲနဲ့ကြုံရင်လက်လျှော့ခြင်းနဲ့စိတ်ပေါ်လာတတ်တယ်အဲ့တော့ဒီ brace တွေတက်လိုက်တယ်တက်လက်တက်ပြီးတော့မှစပြီးခုနပြဿနာတွေကြုံရပြီးနာလဲနည်းနည်းနာနေတယ်အတုံးတွေပြုတ်တယ်ဝါရတာမကောင်းစူးနေတယ်စကားပြောတာအဆင်မပြေဘူးအဲ့လိုမျိုးအခက်အခဲတွေကြုံလာတဲ့အချိန်မှာတချို့ရှိတယ်ဗျဒီ3ရက်ပဲတက်ရသေးတယ်လာဖြုတ်သွားတဲ့သူတွေလည်းရှိတယ်တော်ပါပြီကျမဒီလိုမျိုးခံရမယ်မသိလို့ကျမဆက်မတက်ချင်တော့စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကမဖြစ်အောင်တော့ကိုယ့်ကိုယ်ဒါနည်းနည်းထိန်းရမှာပေါ့နော်အဲ့တော့အခုနပြောတဲ့ adaptation period လေးကလုံးဝကျွန်တော်2ပတ်ပေါ့ဗျာ2ပတ်လောက်ပြီးလို့ရှိရင်အခုနားတယ်ဆိုတာလည်းမရှိတော့ဝါလို့မရဘူးဆိုတာလည်းဘယ်ပြောက်သွားမှမသိတော့ဘူးစားတာမှကနန်းပါကြိုက်တယ်ကျွန်တော်လူနာတယ်ကနန်းတွေပါကြိုက်တယ်ပဇွန်တွေကြိုက်တယ်မျိုးစွာနံရိုးတွေကြိုက်တယ်စသည်ဖြင့်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ adaptation ရသွားတယ်ကျင့်သားရသွားတဲ့အချိန်မှာကြာတော့အခုနပြဿနာတွေကကြက်ပြောက်ငှက်ပြောက်ပျောက်သွားပြီဘာမှမရှိတော့အဲ့တော့အဲ့လိုမျိုးကျင့်သားမရသေးခင်တပတ်2ပတ်လောက်ကတော့ကိုကဒါတီးခံရမှာပေါ့နော်အဲ့လိုမျိုးလေးရှိမယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီအခက်အခဲကြုံလို့ရှိရင်စေကန်းကိုတော့သူကနောက်ပိုင်းကျရင်တော့ချိန်တဲ့အတိုင်းတစ်လားတစ်ခါသွားရုံပဲဒါပေမဲ့အစပိုင်းမှာတော့အတုံးတွေပြုတ်တယ်စူးနေတယ်ဆိုလို့ရှိရင်တော့စေကန်းကိုတော့အစပိုင်းဒီတပတ်2ပတ်လောက်မှာတော့2ခေါက်3ခေါက်4ခေါက်သွားရတာမျိုးရှိကောင်းရှိမယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးသွားရတာလေးကိုကြိုပြီးတော့စိတ်ပြင်ဆင်ထားရမှာပေါ့နော်စိတ်ပြင်ဆင်ထားရမယ်အဲ့တော့နောက်ပိုင်းကျရင်တော့ချိန်တဲ့အချိန်ပဲသွားရုံပဲအစပိုင်းမှာတော့ပြဿနာတွေကြုံတဲ့အချိန်မှာဆရာဝန်နဲ့တွေ့ပြီးတော့ဖြည့်ရှင်းဖို့အတွက်အဲ့ဒီစူးတာတွေဖြည့်ရှင်းမယ်ပြုတ်တာတွေပြန်ကတ်မယ်အဲ့ဒါတွေလုပ်တာကိုကျွန်တော်တို့ကကြိုပြီးတော့ပြင်ဆင်ထားရမှာပေါ့လေနောက်တစ်ချက်ကဒီအစားအသောက်နဲ့ပတ်သက်ပြီးပေါ့နော်အဲ့တော့အစားအသောက်နဲ့ပတ်သက်ပြီးတော့လည်းဆက်စချင်းမှာကျွန်တော်အကုန်စားလို့ရတယ်ဒါပေမဲ့အရင်နဲ့မတူလုံးဝ change လုပ်ရမှာတခုက size ကို short ချပေးရမယ်အရင်တော့ကျွန်တော်ကြက်ကြော်တုံးလိုက်ကြိုက်တယ်ဆွဲတယ်အခုလည်းကြက်ကြော်စားလို့မရတယ်ဒါပေမဲ့အဲ့လိုမျိုးကြိုက်ဆွဲလို့မရတော့ဘူးဇုံးလေးနဲ့ခရင်လေးနဲ့ဓားလေးနဲ့လှီးပြီးတော့အတုံးသေးသေးတွေလို့ဖြည်းဖြည်းစားရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အရင်တော့သွားရဲ့မျက်နှာပြင်မှာဘာမှမရှိဘူး free ဖြစ်တယ်အခုကကျတော့မျက်နှာပြင်မှာ brace အတုံးတွေကဝင်သွားပြီအဲ့တော့ကိုကမစင်မချင်းနဲ့အလုံးလိုက်ကြီးကြိုက်မယ်အလုံးလိုက်ကြီးစားမယ်ဆိုလို့ရှိရင်သွားမျက်နှာပြင်က brace တုံးတွေကပြုတ်တာပေါ့အဲ့တော့ပြုတ်တော့ဘာဖြစ်လဲဆိုရင်ပြုတ်တော့ရှေ့မရောက်တော့ဘူးပေါ့ပြန်တက်လိုက်အဲ့နေရာနေပြန်စားလိုက်ပြန်တက်လိုက်အဲ့နေရာနေပြန်စားလိုက်ဆိုတော့ကိုရှေ့ဆက်လို့မရတော့ကိုရဲ့ treatment ကတစ်နှစ်ကြာမဲ့ဟာတစ်နှစ်ခွဲလောက်ကြာသွားတယ်3နှစ်ကြာမဲ့ဟာ3နှစ်ခွဲလောက်ကြာသွားစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ရှိတတ်တယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်စိတ်ကြိုပြီးတော့ပြင်ဆင်ထားမှာပေါ့လေအဲ့တော့ကျွန်တော်ဒီနေ့ပြောပြခဲ့တာကတော့ဒီသွားညှိတာနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့အဲ့တော့ကိုကသွားညှိခြင်းလဲမညှိခြင်းဘယ်လိုဆုံးဖြတ်ရမလဲဆိုကိုယ့်ကိုယ်ပဲပြန်မေးပါကိုယ်သွားသည်ကိုယ့်ကိုဒုက္ခပေးလား confidence ရောကြစေလားအဲ့တော့လူရှိတဲ့ချင်းမရည်နိုင်ဘူးဖြစ်နေပြီလားဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကသွားညှိတဲ့အထက်မှာကိုကပါနေပြီအဲ့တော့ကိုယ်သွားနေတာကြည့်တော့မကြည့်မိဘူးတနေ့နေတဲ့ခါတော့မှန်တော့မကြည့်မိဘူးဘာမှလည်း feeling မရှိဘူးဆိုရင်တော့သွားမညှိပါနဲ့ညှိဖို့မလိုပါဘူးเนาะအဲ့တော့ဒါကိုယ့်ကိုပဲပြန်မေးပါအဲ့တော့ဒီနေ့ပြောပြခဲ့တာကတော့သွားညှိတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကတော့ကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်ကိုယ့်မိတ်ဆွေတွေအတွက်လည်းမျှဝေပေးပါကျွန်တော်ကတော့ဒေါက်တာရင်းတော်ဖြစ်ပါတယ်ကျွန်တော်တို့ပြန်တွေ့ပါအောင်မယ်